အောင်မြင်မှုလို့ပြောလိုက်တာနဲ့ရုတ်တရက်ကိုယ်အတွဲထဲမှာလူလူအပေါင်းတို့ကစင်ပေါ်မှာစကားပြောနေတဲ့သူကိုလက်ခုပ်တီးအပင်းနေကိုမြင်အောင်လိမ့်မယ်။ပတ်စံအများကြီးရှိတာကားတွေအိမ်တွေအကောင်းစားရှိတာလူအများအားပေးတာကိုဆက်ဆက်လို့အမှတ်မထင်အတွင်းနယ်ပယ်တွေမှာပုံခုံပြီးတက်ကြတယ်။အပေါ်ရန်အနေနဲ့ဒီအရာကအောင်မြင်မှုလို့ပြောကောင်းပြောလို့ရပေမဲ့တကယ်တော့ဒီအရာကထိရောက်တဲ့ပုံဖော်ခြင်းမဟုတ်ပါဘူး။ဆက်ဆက်ဆိုတာနဲ့ကြီးကြီးမားမားအရာကိုမြင်တတ်ကြတယ်။အမှန်တော့ဒီနေ့စာတစ်နေ့နာထပ်မယ်ဆိုတဲ့လူတစ်ခုချမယ်စီလိုက်လုပ်ပြီးခင်ဒါဟာဆက်ဆက်ဖြစ်တယ်။ကိုလုံးတင်လုပ်ထိုက်တဲ့အရာတွေကိုလုပ်ပြီးသွားတာဟာလည်းဆက်ဆက်လုပ်ပြီးမှနိုင်တယ်။လက်ခုပ်တီးမဲ့သူမရှိလေနင်းရောင်ကအမြင့်စီပြန်တန်းနေမှာပဲ။ဒါဟာနင်းရောင်ဖြစ်ရှိတဲ့တင်ငယ်တာသူ့ရဲ့ဆက်ဆက်ဖြစ်တယ်။ကိုကလည်းသူများတွေနောက်လာလုပ်ပြီးအနာဂတ်တွေမြင့်မြင့်သွားတာထက်ကိုပြေးလန်းအပေါ်ကိုအာရုံစိုက်ပါကိုကဘယ်သူဘယ်ဝါဖြစ်တယ်ဘယ်နေရာခါကိုအတွက်မှန်းလိုက်မရှာပဲသူများနောက်ရောရောင်လိုက်မိပြီးတင်ဟာဘယ်တော့မှပထမနေရာဖြစ်တဲ့ဆက်ဆက်ကိုရောက်မှာမဟုတ်ဘူးဒါကြောင့်ဘယ်သူဘယ်ဝါဘာပြောပြောရောရောင်လိုက်မလို့ပါနဲ့ကိုကဘယ်သူလဲဆိုတာသိပါဘာလို့တင်လဲဆိုတာစဉ်းစားပြီးကိုယ့်ရဲ့အောင်မြင်မှုဆက်ဆက်စီကိုအရောက်လိုက်ပါ